everyone ဒီ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပေါ့နော်ဗကန် ID လေးလုပ်ပြပါဆိုတော့ဒီနေ့လုပ်ပြတာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ပါလဲ like and subscribe လုပ်ခဲ့ဖို့လည်းမမေ့ကပါနဲ့နော်ကဲဒါဆိုစလိုက်ကြရအောင်ဗကန် ID လေးကိုရအောင်လုပ်ဖို့ပေါ့နော် menu ထဲတွေကိုဝင်ပါမယ် props ထဲကိုဝင်ပါမယ် search by props ID လေးကိုဝင်ပါမယ်ID နံပါတ်လေးကတော့943939414ဖြစ်ပါတယ်ကဲဗကန်တော့ကြမယ်ပေါ့နော် Oh my god ဗကန်ကတော့နည်းနည်းဝေးပါတယ်ပေါ့နော်ဟိုမှာဆိုရင်ဗကန်လေးရောက်ပါပြီဒါလေးကတော့ဗကန်လေးပါရှင်ဗကန်ပေါ့နော်ဒါလေးကတော့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကဲဒါဆိုအားလုံးပဲဘိုင်ဘိုင်ပါ